မင်္ဂလာပါဗျကျွန်တော်ဒီမှာမိကုန်းလေးမေးထားတယ်ပေါ့နော်Rackinson ရင် pallet ထည့်ဖို့ဘယ်လိုတွဲရမလဲတဲ့သိပါရစေတဲ့မိကုန်းကတော့တူတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တူတယ်ဆိုပေမဲ့လည်းတက်နိုင်များလေးပေါ့နော်ကျွန်တော်ပြည့်စုံလေးတအားများလေးဖြည့်ပေးနေတာပေါ့ဒါမှသူဘာကိုသိကျင်တာလဲဆိုတာလေးပို့ပြီးတော့ခြုံငုံမိသွားမယ်ဆိုပြီးတော့အဲ့လိုစိတ်ကူးလေးနဲ့ကျွန်တော်ဒီ recording လေးကျွန်တော်လုပ်လိုက်တာပေါ့နော်အစကတော့ကျွန်တော်ဒီ Viber ထဲမှာပဲကျွန်တော်ဖြည့်ပေးမလို့ပါပဲဒါပေမဲ့လည်းအပြန်အလှန်တွေပြောနေရတွေပြီးကြတော့နည်းနည်းလေးပြည့်ပြည့်စုံစုံဖြစ်သွားအောင်ဆိုပုံလေးနဲ့လည်းပြောလို့ရအောင်ဆိုကျွန်တော်ဒီဗီဒီယိုလေးလုပ်လိုက်တာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်ထင်တာကတော့ racking ဆိုတာကျွန်တော်စာအုပ်ထဲမှာလည်းကျွန်တော်အမြဲရေးဘူးလို့ပဲဒီ pallet racking ပေါ့နော် pallet တွေတင်လို့ရတဲ့ racking တွေဆိုတာတော့အများကြီးရှိပါတယ်မျိုးစားတွေဒါပေမဲ့အများအားဖြင့်သုံးကြတဲ့pallet racking ကဘာလို့ခေါ်လဲဆိုကျွန်တော်တို့ selective pallet racking ပေါ့နော် selective pallet racking ဆိုတာသိတဲ့အတိုင်းပဲကျွန်တော်ကိုရီသဘောကျနှစ်သက်တဲ့ကိုလိုချင်တဲ့ pallet ကိုကျွန်တော်တို့ဒီ pallet racking ဆိုတဲ့ symbol တွေကျွန်တော်တို့ကိုကြိုက်နှစ်သက်တဲ့ pallet ကိုဆွဲထုတ်နိုင်တယ်ကြိုက်လက်တဲ့နေရာမှာကျွန်တော်တို့ပြန်သိမ်းနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ selective pallet racking လို့ခေါ်တာအခုဒီပုံလေးထဲမှာမြင်နေရတာလဲ selective pallet racking ပဲကိုကြိုက်တဲ့ pallet ကျွန်တော်တို့ဆွဲထုတ်လို့ရတယ်နော်ဒီမှာအထက်ကလေးတွေအလွှာလေးတွေကျွန်တော်တို့ရှိကြတာပေါ့နော်ဒီပုံစံတိုင်းပဲများသောအားဖြင့်ကျွန်တော်တို့ဒီကြောကတ်ခေါ်တာပေါ့နော်ကြောကတ်တွေဒါဒီပုံစံတိုင်းပဲထားကြပါတယ်ပေါ့နော်ဒီဓာတ်ပုံလေးထဲမှာတော့ဒီမှာကျွန်တော်တို့ဒီအကန့်လေးပေါ့နော်ကျွန်တော်တို့ဒီမှာတော့အလွှာခေါ်မှာပေါ့နော်ဒါတစ်လွှာနှစ်လွှာရှိမှာပေါ့နော်ဒီအကန့်လေးကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုဘေးလို့ခေါ်တယ်ပေါ့နော်ဒီဘေးတစ်ခုမှာဘာရှိလဲဆိုဒီမှာတော့3ခုထည့်လို့ရတယ်ပေါ့နော်ဒါpallet 3ခုစက်အောင်ထည့်ထားတယ်ပေါ့နော်ပုံမှန်အဖြစ်တော့ကျွန်တော်တို့2ခုပဲထည့်ကြပါတယ်ဒါကတော့ဒါခု Google တွေကပုံဖြစ်နေလို့ပေါ့နော်ကျွန်တော်3ခုထည့်ထားတယ်အဲ့လိုတစ်ခုထည့်ထားတဲ့နေရာကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆို pallet position လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ red တစ်ခုမှာ pallet position ဘယ်နှခုရှိလဲဆိုကျွန်တော်တွက်ကြတာများတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့ pallet ဘယ်နှခုစန့်လဲလို့တွက်ကြတာပါပဲဟုတ်လားသူမေးတဲ့မေးခွန်းက pallet ဘယ်နှခုစန့်လဲလို့သူကတော့မေးတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ပြည့်ပြည့်စုံစုံလေးဖြေပေးချင်တာပေါ့နော်တကယ်Rackinson တွေသူစင်ញင်တာလားကျွန်တော်လည်းသိချာတော့မသိဘူးပေါ့နော်အဲ့တော့ Rackinson တွေစင်မယ်ဆိုရင်တော့စဉ်းစားဖို့ရလေးကိုကျွန်တော်ထည့်ပြောလိုက်ချင်တာပေါ့နော်အဲ့တော့များသောအားဖြင့်တော့ကျွန်တော်တို့ဒီ Rackinson တွေစင်မယ်ဆိုရင်တော့များသောအားဖြင့်တော့ supplier တွေခေါ်ပြီးတော့ဆွေးနွေးကြပါညာတော့ဖြစ်တာပေါ့နော်ပြင်ရတာပေါ့နော်ဒါပေမဲ့လည်းကိုယ့်ဘက်ကလည်းknowledge အနေနဲ့စဉ်းစားထားမှာအများကြီးပေါ့နော်တခါလေကိုယ့်လုပ်ငန်းရှင်တထေးကတာဝန်ယူပေးတာမျိုးပေါ့နော်ကိုဒီအပိုင်းမှာကိုသိရဆိုပြီးတာဝန်ယူပေးတာမျိုးလည်းရှိတယ်ကျွန်တော်ငယ်ငယ်ကဆိုရင်ကျွန်တော်လုပ်ငန်းတစ်ခုမှာဆိုရင်ကျွန်တော်ကိုယ်တိုင်ဒီ pallet racking တွေသင်မှုရအတွက်လုပ်ခဲ့ဘူးတော့ဆိုတော့လေဟုတ်အဲ့တော့ဒီမှာဆိုကျွန်တော်ပြောသလိုပဲကြောကတ်ပေါ့နော်ကြောကတ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ်နှခုစင်ထားလို့ရမလဲဆိုဘယ်နေရာဘာတွေစဉ်းစားရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ area ကိုစဉ်းစားရမှာပေါ့နော်ကိုယ့်ရဲ့ area ကိုစဉ်းစားရမယ်ဘယ်လောက်ရှည်ကျွန်တော်တို့ထားလို့ရမလဲသူတို့အကုန်လုံးကတော့ဒီမှာ log လေးတွေနဲ့ဆိုတော့ချိတ်ပြီးတော့ဒီကောင်ကတိုးရင်တိုးသလိုတိုးသွားလို့ရတယ်ရှည်နိုင်သမျှရှည်သွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘာတွေစဉ်းစားရမလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီကောင်လမ်းကြားလေးတွေတွေ့မှာပါစင်နေကြားမှာလမ်းကြားလေးတွေဒါအင်္ဂလိပ်လိုတော့ eyes လို့ခေါ်တာပေါ့နော်အဲ့ဒီဟာမှာစဉ်းစားရမှာကျွန်တော်တို့သုံးတဲ့ forklift သုံးပါလားကျွန်တော်တို့ဒီ reach truck သုံးပါလားပေါ့နော် reach truck ဆိုရင်တော့ကျွန်တော်တို့ဒီလမ်းကြားလေးရဲ့အကျယ်ကိုတော့10ပေလောက်ဆိုရင်ရတတ်ပြီမဲ့များသောအားဖြင့်forklift သုံးမယ်ဆိုရင်12ပေ13ပေလောက်ထားကြတာပေါ့နော်အဲ့လိုအကျယ်လေးတွေထားကြတယ်ဒါမှကြဲဝလွတ်ဒါလှုပ်ရှားလို့ရမှာပေါ့နော်အဲ့ဒါတစ်ချက်ရှိတယ်ခင်ဗျဟုတ်အဲ့တော့ဒီကျွန်တော်ပြောတာဒီမှာဒါ selective pallet racking ကြောင့်ပေါ့နော်ဟုတ်ချက်ပုံစံလေးတွေမြင်အောင်ဆက်သွားကြည့်ပါပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ပြသလိုပဲဒီမှာဒါတကယ်လို့မဲ့ reach truck သုံးမယ်ဆိုရင်တော့ဒီမှာလှုပ်ရှားလွယ်အောင်လို့ပေါ့နော်သူ10ပေလောက်ဆိုကျွန်တော်တို့ရပါတယ်နော်ဒီမှာတော့9ပေ6ဆိုတာဒါတော့ပြောထားတာပေါ့နော်ဟုတ်လားတကယ်လို့ forklift သုံးမှာဆိုဒီမှာတော့13ပေပေါ့နော်ကျွန်တော်တို့ချို့နေရာတွေမှာတော့ကျွန်တော်12ပေလောက်သုံးရပါတယ်ပေါ့နော်ဒါမှဒီမှာကြဲဝန်းလေးဒီလှုပ်ရှားလို့ရမှာreach truck ကတော့ကျွန်တော်တို့နေရာသိမ့်မရှိဘူးပေါ့ဗျာကျွန်တော်တို့ခေါ်တဲ့ RT ကတော့နေရာသိမ့်မရှိဘူးပေါ့နော်ဒါလေးတစ်ချက်စဉ်းစားရမယ်ပေါ့နော်ဟုတ်လားကျွန်တော်မြင်သာထင်သာအောင်ဆိုရပုံလေးတွေလောက်တာပေါ့နော်ဒါအရှိရမြင်ရတဲ့ပုံဒီဘက်ချမ်းမြင်ရတဲ့ပုံ front view ပေါ့နော် front view မှာဆိုကျွန်တော်မြင်ရတဲ့ပုံဆိုရင်ကြောကဖြစ်တဲ့အတွက်ဒီမှာဒီ logo လေးဒီမှာတစ်ခုဆိုပြီးမြင်ရလိမ့်မယ်ဘယ်နှလွှာရှိမလဲဆိုမြင်ရလိမ့်မယ်နော်ဟုတ်လားနော်ဒီဘက်ကtop view ဒီဘက်က view နဲ့ဆိုရင်တော့ဒီလိုပုံလေးမြင်ရမှာပေါ့နော်ဟုတ်လား
နော်ဒီဘက်ချမ်းဒီဟိုကြည့်ပါစေလားနော်ဒါ front view ဆိုတာဒီဘက်ရှေ့တက်ကြည့်တာပေါ့နော်ဒါတကတ်မမြင်တာပေါ့နော်ဒီလိုဆက်ပြီးတော့သွားမှာပေါ့နော်အဲ့တော့ဒီမှာဘာတွေစဉ်းစားရမလဲဆိုဒီတန်းနေရာလေးကျွန်တော်တို့ချိန်ညှိလို့ရတယ်ဗျဘယ်လောက်အမြင့်ထားမလဲပေါ့နော်ဘယ်လောက်မြင့်ထားမလဲဆိုတော့အဲ့တော့ကိုကဘက်လက်ခုံရှိမယ်ဘက်လက်ခုံရဲ့ပုံမှာကိုပစ္စည်းထားမယ်ပေါ့နော်ကိုပစ္စည်းထားမယ်ဆိုတော့ဘယ်လောက်မြင့်ထားလိုက်ထားကိုပစ္စည်းတိတ်များကြီးတော့အမြင့်ကြီးတော့မထားကြပါဘူးကျွန်တော်တို့ဒီဟွာလောက်ပဲထားကြတာပေါ့နော်ဟုတ်ဒီမှာဆိုရင်ကျွန်တော်တို့မြင်ရမယ်ဆိုရင်ဘယ်လောက်လဲ1400 1200ပစ္စည်းက1200ပေါ့နော်1200ဆို 1.2 မီတာအဲ့လောက်ပဲထားတာပေါ့နော်3မီကျော်လောက်ပဲထားတယ်ပေါ့နော်1.2 မီတာဒီမှာမြင်ရတယ်မှာအတန်းလေးက1400ပေါ့1400ဆိုတော့ကျွန်တော်ဒီဟာလေးက cap လေးထားရတယ်ဗျမဟုတ်လို့ရှိရင်ကျွန်တော်တို့ကဟိုဒီပစ္စည်းနဲ့ဒီအပေါ်တန်းနဲ့တိုက်မိပြီးတော့ဟိုပျက်စီးမှာပေါ့နော်လွတ်လပ်ဆွဲထုတ်လို့မရမှာဆိုတော့အဲ့လိုဒီ cap လေးတေးသေးလေးထားရတယ်ပေါ့နော်ဟုတ်အဲ့ဒါလေးသတိထားရမယ်ဒီမှာဆိုကျွန်တော်တို့4လွှာ5လွှာအထိကျွန်တော်တို့စီလို့ရတယ်ပေါ့နော်ဟုတ်ဒီကအဲ့ဒါလေးကိုဒီမှာတွက်ပေးထားတာပေါ့နော်ဟုတ်လားနော်1400ဆိုပြီးနော်ဒီမှာအပေါ်ဆုံးမှာဒီလိုပုံစံမျိုးလေးထင်ထားတယ်ပေါ့နော်ဒါပုံစံလေးမြင်အောင်ကျွန်တော်ပြပေးထားတာပေါ့နော်အဲ့တော့တစ်ချက်စဉ်းစားမှာဒီ cap လေးထားမယ်ပေါ့နော်ဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့ကိုကတွက်လို့ရပြီပုံမှန်အဖြစ်1200ဒါ standard ပါပဲကျွန်တော်တော်တော်များများစင်နေဒီပုံစံပဲသုံးရတယ်1200เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့pellet ကိုဘယ်လိုဘာ pellet သုံးမလဲဆိုရင်ကျွန်တော်တို့ pellet မျိုးသားတွေကတော့မြန်မာပြည်မှာ pellet တွေအများကြီးသုံးကြတာပေါ့နော်များသောအားဖြင့် racking စင်တွေမှာသုံးတဲ့ pellet တွေကကျွန်တော်တို့ standard pellet လို့ခေါ်ပါတယ်ဟိုဒီဘယ်လိုပြောရမလဲ1မီတာ 1.2 မီတာလာရပါပေါ့နော်မျက်နှာပြင်အကျယ်ပေါ့နော်1မီတာရဲ့1.2 မီတာရဲ့ဒီကောင်သုံးတယ်ပေါ့နော်မီလီမီတာနဲ့ဆိုရင်တော့ကျွန်တော်1000မီလီ1200မီလီပေါ့အဲ့လို standard pellet မျိုးသုံးတာများပါတယ်ဟုတ်လားနော်ဒါမှလည်းသူကဒီဟာကွက်တိကြမှာပေါ့နော်တင်ရတဲ့ခါကြာဒီမှာနော်ဟုတ်လားဟုတ်အဲ့တော့ဒီဘက်ကအကျယ်လေးကလည်းအဲ့လိုလေးဖြစ်လိမ့်မယ်ပေါ့နော်ဟုတ်လားဒီမှာကျွန်တော်တို့ဒီမှာကျွန်တော်မျက်မှန်နဲ့じゃခါလေးရောက်ဖြစ်တယ်ဒီမှာဆို1200မီလီလေးမြင်ရမလားမသိဘူးဗျဒီမှာလို့1200လေးနော်ဟုတ်လားနော်အဲ့လိုပုံစံလေးလုပ်ပြထားတာနော်ဟုတ်လားနော်ဒီပုံလေးနော်ဟုတ်ကဲ့ပါဟုတ်ပြီအဲ့ရဒီကျွန်တော်တို့ဆက်သွားကြည့်အောင်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ၄ယောက်ကြီးတစ်ခုလုံးပေါ့နော်ဒီမှာဆိုရင်စင်နေဘယ်နှစင်ရှိလဲဆိုတာကျွန်တော်တို့ပြထားတာပေါ့နော်ဒီမှာဆို1စင်2စင်3စင်4စင်5စင်6စင်9စင်14စင်လောက်လာမသိကျွန်တော်ရှိတယ်အဲ့တော့ကျွန်တော်မှတ်မိရပါတော့အဲ့တော့ဒီဘက်တစ်ချမ်းမှာလည်းရှိတယ်ဒီဘက်တစ်ချမ်းမှာလည်းရှိတယ်ဘယ်နှကန့်ရှိလဲဆိုဒီမှာ1 2 3 4 5 6 9ကန့်ရှိတယ်ဟလား9ကန့်ဆိုရင်ကျွန်တော်တို့ကဟိုတစ်လွှာကို14ခုစီလို့ရတယ်ပေါ့အဲ့သဘောပေါ့နော်အဲ့ဒါ pellet position 14ခုရတယ်အဲ့တော့အဲ့14ခုကိုဘယ်နှလွှာစီလို့ရမလဲပေါ့နော်အဲ့လိုမျိုးတွက်အောင်နော်14 5လီ60ဆို5လွှာဆိုရင်14 5လီ60အဲ့တော့တစ်ချမ်းမှာ60ဒီဘက်တစ်ချမ်းမှာ60ဆို120စီလို့ရမယ်အဲ့တော့စင်ဘယ်လောက်ရှိမလဲစင်နဲ့မြှောက်လိုက်ရောပေါ့နော်ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ pellet ထားနိုင်မဲ့အရေအတွက်ကိုကျွန်တော်တို့ရမယ် pellet position ရမယ်ပေါ့နော်ဟုတ်